ကဲအားလုံးပဲမင်္ဂလာပါနော်စီစီပါအတန်တေးမ channel မှာပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့တင်ဆက်ပေးမယ့်အကြောင်းအရာလေးကတော့ဦးကင်စာရောဦးလွမ်းမိုးရောပြန်လဲတီဆိုထားတယ်အတန်စင်တူပေမဲ့သူတို့အစာသားမတူဘူးပေါ့နော်စာသားမတူတဲ့တခြင်းလေးအကြောင်းဖြစ်ပါတယ်ဒီစာသားမတူပေမဲ့လည်းဒီတခြင်းနှစ်ပုတ်ရဲ့ဒီတန်စင်ကိုစာသားတွေကိုနားထောင်ကြည့်လိုက်တဲ့အခါကျတော့ဆက်ဆက်မှုရှိနေတယ်ပေါ့နော်ဆက်ဆက်မှုရှိနေတာကိုဒါကိုနားထောင်ကြည့်မိရဲ့လူတိုင်းတော့သိနိုင်မှာဖြစ်ပါတယ်နော်ဒီတခြင်းလေးရဲ့မူရင်းတခြင်းကဂျပန်တခြင်းတစ်ပုတ်ဖြစ်ပါတယ်ဒီဂျပန်တခြင်းလေးရဲ့အလိုက်ကိုဥက္ကဋ္ဌပေါ့နော်ခံစားနားဆင်ရင်းနဲ့ကြေကွဲစရာဇလန်လေးတစ်ပုတ်ကိုပြောပြနေတယ်လို့ဒီကိဝနာရတမြောက်နေရမို့ဥက္ကဋ္ဌကလည်းဒီကြေကွဲစရာဇလန်လေးတစ်ပုတ်ရှာပြီးတော့ပြန်လဲရေးသားခဲ့ပါတယ်တဲ့နော်ရေးသားပြီးတဲ့အချိန်မှာတော့ဒီတခြင်းလေးကမိုးနဲ့ပတ်သက်တဲ့တခြင်းလေးဖြစ်နေရပါဗျာဒီမိုးနဲ့ပတ်သက်နေတဲ့တခြင်းလေးဖြစ်နေတော့ဒီတခြင်းလေးကိုစတဲ့အချိန်မှာလဲမိုးဇက်တွေကြားထဲမှာလေပြင်းတိုက်ခဲ့တဲ့အတန်လေးတွေကိုထည့်သွင်းထားပါတယ်လို့အင်တာဗျူးတစ်ခုမှာဦးကိုင်စာပြောထားတယ်ပေါ့နော်ဟုတ်ပြီပေါ့နော်ဒီတခြင်းလေးကတော့ဘာချင်းလဲဆိုတော့မနိုးပါစေနဲ့မိုးရဆိုပြီးတော့မိုးရွာရင်ကြောက်တတ်တဲ့ချစ်တူလေးနော်တိတ်ဆုံးသွားတဲ့အချိန်မှာလဲကြောက်နေရှာမအောင်စိုးရင်ပြီးချစ်တူရဲ့အုတ်ကူဖြူဖြူလေးထပ်မှာဒီလေးမိုးထားပေးမယ်ဆိုတခြင်းလေးအကြောင်းအရာလေးကိုဦးကန်စာရဲ့တီဆိုဟန်လေးနဲ့အရန်နားဆင်ခံစားလို့ကောင်းတော့ဦးကန်စာရဲ့အောင်မြင်ဆုံးတခြင်းများတဲ့မှာလဲတပုတ်ပါဝင်ခဲ့တယ်ပေါ့နော်ဆက်လက်ပြီးတော့ဒီတခြင်းလိုပဲတန်စင်တူအကြောင်းလေးကိုကျွန်တော်ပြောပြနေတာပေါ့နော်ဒီတန်စင်တူအကြောင်းအရာလေးကဦးလွမ်းမိုးကိုယ်တိုင်ရေးဆက်ပြီးတော့တီဆိုထားတာပေါ့နော်ဒီတခြင်းလေးကိုနားထောင်ကြည့်မယ်ဆိုရင်လည်းဒီမနိုးပါစေနဲ့မိုးရဲ့တခြင်းလေးနဲ့ဆက်နေတယ်ဆိုတာကတော့သိမှာပေါ့နော်ဒီတခြင်းလေးကိုမနားထောင်ရသေးဘူးဆိုလည်းနားထောင်ကြည့်လိုက်ပေါ့နော်ဒီတခြင်းလေးကဦးလွမ်းမိုးကိုယ်တိုင်ရေးဆက်ထားတယ်ငါလည်းမင်းကိုကူညီမယ်ဆိုတဲ့တခြင်းလေးဖြစ်တယ်ပေါ့နော်အဲ့ချင်းလေးကလည်းဒီဆုံးချစ်သူဆုံးမသွားလို့ခံစားနေရတဲ့တငယ်ချင်းတယောက်ကိုပေါ့နော်တငယ်ချင်းတယောက်ကိုဒီကိုကလည်းတငယ်ချင်းအတွက်ကိုလည်းစာနာပါတယ်ပေါ့နော်မင်းနဲ့ထပ်တူခံစားရပါတယ်ပေါ့မင်းရင်မထားတဲ့မြေတန်းကစာနာပါတယ်ကွာဘဝကမကောင်းခဲ့ကြလို့ကျင်နာသူနဲ့ဝေးတာဟုတ်ကူဖြူဖေးဝေးလေးနဲ့ဒီမူနေတဲ့မြေရင်မင်းတို့တွေဝေးကြလေတာငါရဲ့ရင်မကောင်းပါအဲ့လိုမျိုးဒီမနိုးပါစေနဲ့မိုးရံနဲ့တန်စင်တူတူပဲပေါ့နော်စာသားကတော့ကွဲသွားတယ်ဟိုကတော့ချစ်သူဆုံးပါသွားလို့ချစ်သူရဲ့ကြောက်နေမှာပဲဆိုအုပ်ကူလေးမှာသွားပြီးတော့ထီမိုးပေးမယ်ဘာညာပေါ့နော်ချစ်သူကိုခံစားနေရတာပေါ့ဒီနောက်တစ်ပုတ်ကတော့ဒီငါလည်းမင်းကိုကူညီမယ်ဆိုတဲ့တခြင်းလေးရောဦးလွမ်းမိုးကတီဆိုထားတာပေါ့နော်ရေးဆက်ပြီးတော့ဒါကတော့ဒီချစ်သူဆုံးသွားလို့ခံစားနေရတဲ့တငယ်ချင်းကိုအားပေးတဲ့အနေနဲ့ထပ်ပြီးရေးဖွဲ့ထားတဲ့ချင်းလေးပေါ့နော်ဒီချင်းလေးနှစ်ပုတ်ကအဲ့လိုမျိုးလေးဆက်ဆက်မှုရှိတယ်ပေါ့နော်နားထောင်ကြည့်လိုက်ရင်တော့သိတာပေါ့နော်အဲ့ကြောင့်ဒီချင်းလေးနှစ်ပုတ်ရဲ့ဆက်ဆက်မှုလေးရှိရဆိုတာကိုကျွန်တော်မသိသေးတဲ့ဒီရမိတ်ဆွေတွေကိုပြန်လဲဝေမျှပေးလိုက်တာဖြစ်ပါနော်ဒီလိုဂီတအနုပညာနဲ့ဘုဒ္ဓများကိုနောက်ထပ်ဝေမျှပေးသွားမှာမို့ကျွန်တော်တို့ CC ပါ Entertainment Channel လေးကိုလည်း Like and Subscribe လုပ်ထားပေးဖို့တောင်းဆိုရင်းနဲ့နှုတ်ဆက်လိုက်ပါနော်ကျွန်တော်တို့အားလုံးပဲချစ်ချင်းအပြင်အေးချမ်းကြပါစေဗျာကျေးဇူးတင်ပါတယ်